ကိုကြီး ။ဘာကြောင့်ထိုင်။ပြော ဟိုတကွန်းဆိုတဲ့ကောင်လေးကစက်ပိုင်ရဲ့တူတီတော့အမွေဆက်ခံသူဖြစ်မှာအဲ့ဒါလုံးဝမတရားဘူးနော် မတရားလဲငါတို့ဘာမှမတတ်နိုင်အောင်။ဒါတွေအားလုံးကစက်ပိုင်စီစဉ်ခဲ့တာ။ငါတို့မှလုတ်ပိုင်ခွင့်ဘာမှမရှိဘူး ဒါပေမဲ့ညီမလေးတို့အတွက်ကတရားမျှတဖို့နီးလန်းရှာအောင်မှမဟုတ်ဘူးလားလို့ ။အခုပဲငါကုမ္ပဏီကို share ဝင်ဖို့ပြောတာကိုငါ့ကိုမချေမငံပြောလိုက်လို့ share အရန်ဝင်နေတဲ့မိမိနဲ့အခုပဲစကားများရသေးတယ် အဲ့ဒါတွေအကုန်လုံးကလေမမမေနဲ့အကိုကြီးမိန်းမအိန္ဒြေဆိုးတို့မှွေခဲ့လို့အဲ့စက်ပိုင်ရဲ့မွေးစားသားညီမလေးတို့ရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံနေတာ ။ပြီးခဲ့တာတွေမပြောပါနဲ့တော့ဟာ။နင်အခုဘာလာလောက်တာလဲပြော ဟုတ်သားပဲအကိုကြီးကိုအကူကြီးတောင်းစရာရှိလို့ဟိုညီမလေးတို့လင်မယားနှစ်ယောက်လေးငွေလွန်နေလို့အဲ့ဒါအကိုကြီးငွေလေးလှည့်ချင်လို့အကူကြီးပါအောင် ။လာပြန်ပြီ။အခုတော့ကုမ္ပဏီကအကျွေးတွေဝိုင်းနေလို့မလောက်လေးမလောက်စားကောင်းကိုအောက်ကျနေရတာ ဟာကုမ္ပဏီကဘာဖြစ်လို့အကျိုးတွေဝိုင်းသွားရတာလဲအကိုကြီးစိတ်ဝါရုပ်ဘလို့တွေလုပ်နေတာလဲကိုကြီးကလေ ဟဲ့နင်ကဘာလို့ပြောနေရငါနင်းတဲ့အကြီးနော်ငါအုပ်ချုပ်တာမကြိုက်ဘူးဆိုရင်နင်တို့ကိုယ်တိုင်အုပ်ချုပ်နိုင်မှုကြိုးစား ဒီမှာအကိုကြီးညီမလေးတစ်ခါလေးပြောထားမယ်နော်ကုမ္ပဏီဒေဝါရီခံသွားတာတို့သူများလက်ထဲကိုထောအပ်လိုက်ရတာတို့ညီမလေးလုံးဝမကြားချင်ဘူးဒါပဲ